ရန်ကုန်မှာဆိုကန်တော်ကြီးပေါ့ဥပမာလှော်ကားပေါ့ဘာအကြောင်းနဲ့မှမထိနဲ့တော့အဲ့လိုနေရာတွေဘာအဆောက်ကြီးဆောက်ရှင်လို့ဘလောက်ကြီးအရေးကြီးချမ်းကိုထားအဲ့ဒီလိုရှိနေမယ်ဆိုလို့ရှိရင်မမပြည်အခုရန်ကုန်မြို့မှာလာတော့မယ်ပူတော့မယ်တပီးတို့ပြောသလိုဟုတ်လားလာမဲ့ဇန်နဝါရီဖေဖော်ဝါရီမတ်ဧပြီမေတအားပူမှာပေါ့စူပါအယ်လ်နီယိုသွားပြီးတော့အဲ့လိုနေရာမျိုးလေးတွေမှာအပန်းဖြစ်နေတာပေါ့ကန်တော်ကြီးကတစ်ပင်ရိပ်တွေမှာရေကန်ကြီးပေးမှာလှော်ကားမှာဟုတ်လားအဲ့ဒီလိုနေရာလေးတွေရှိကြဖြင့်အပူတံကိုကာကွယ်နိုင်တာပေါ့ရာသီဥတုကတအားဆိုးတော့မယ်ရေတွင်းရေကန်တွေ6ခမ်းမယ်ကြိုပြီးသိနေပြီလေကြိုပြီးဟောပြောထားကြပြီတပ်ပညာရှင်တွေကလိုက်နာမှာတော့ကိုအသက်ရှင်အောင်ကိုကျမ်းမအောင်ကိုဒီရာသီဥတုဆိုးရတဲ့အချိန်ကာလတစ်ခုကိုအသက်ရှင်ရဖြတ်ကျော်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတော့ကိုတာဝန်ပဲနဲ့ချိုးချော်ထားလို့ကလေးလူကြီးများအတွက်ဆိုကိုပဲနော်တို့ဒီမိုးလေဝသပညာရှင်တွေလောက်တော့ဒီအယ်နီညိုတို့အယ်နီညာတို့ဆိုတဲ့အကြောင်းကိုသူတို့လောက်တော့ကြောင်ကျင်မရှိဘူးပေါ့သို့တော့အကြံဉာဏ်လေးကတော့ကမ္ဘာမှာရာသီဥတုတွေဖောက်ပြန်လာတဲ့အခါမှာဒီအယ်နီညိုဆိုတာတော့ပို့ပြီးတော့ဖောက်ပြန်တဲ့ထဲမှာအစွန်းရောက်သည့်အထိဆူဆူဝါးဝါးတွေထိခိုက်တာတွေဖြစ်တတ်တယ်လို့တော့နည်းနည်းလေးတတိထားမိတယ်ပေါ့လေတခါစူပါအယ်နီညိုလို့သုံးလုံးလောက်အောင်ကြီးပဲဒီနေ့ကမ္ဘာမှာရာသီဥတုဆိုးရတဲ့ဖြစ်စဉ်ကြီးကစူပါဆိုတဲ့စကားလုံးသုံးလောက်အောင်တောင်မှကြီးမားမယ်ဆိုတော့ပို့ပြီးတော့ပြင်းထန်မယ်ပေါ့ပို့ပြီးအပျက်စီးတွေများမယ်ပေါ့အသေးအပြောက်တွေများမယ်ပေါ့နော်အဲ့တော့ဆိုးရတဲ့ရာသီဥတုကြီးလာမှာကိုကြိုတင်သိရှိထားပြီဆိုရင်သက်တာနိုင်သမျှသက်တာအောင်ထိခိုက်မှုလျော့နှဲနိုင်သမျှလျော့နှဲအောင်ကြိုတင်ပြင်ဆင်ထားကြဖို့ရတော့တို့ဒါမြန်မာနိုင်ငံအပါအဝင်ပေါ့တစ်ကမ္ဘာလုံးမှာရှိတဲ့လူသားအလုံးရဲ့တာဝန်ပေါ့တနည်းအားဖြင့်နိုင်ငံတော်အစိုးရများရဲ့တာဝန်လို့ပြောမယ်ဆိုရင်လည်းရတယ်ပေါ့သူကတော့အစိုးရကိုဘာလို့ထည့်ပြောတာတုံးဆိုတော့သူကပို့ပြီးတော့ဝေးကြီးရောစီမံခန့်ခွဲမှုအပိုင်းမှာပေါ့ပို့ပြီးတော့တဦးချင်းနဲ့ပို့ပြီးတော့လုံနိုင်တဲ့အတွက်သူတို့ဘက်ကပို့ပြီးလုပ်ရမယ်လို့ဥဒုဘက်ကတော့ညှော်လင့်တာပေါ့နော်ဒီတိုက်တွေပေါ်မှာသူ့ထပ်လိုက်ပေါ့နေရာလေးတွေရှိရင်ဟုတ်လားဗရန်တာမှာပဲဖြစ်နော်ဒီပြတင်းပေါက်တွေရဲ့အောက်မှာချိတ်တွေပါရင်းနဲ့ချိတ်ပြီးတော့မြေဆွေးလေးတွေနဲ့ပုံလေးတွေနဲ့စသဖြင့်ဒီလိုစိုက်ကြမယ်ဆိုလဲစိုက်လို့ရတယ်ပေါ့လေတိုက်ခန်းဆိုတော့မြေကြီးတော့အပူမရှိဘူးသို့သောရှိတဲ့ကွက်လက်မှာပဲတစ်ပင်လေးကိုချိတ်ဆွဲထားမယ်ဟုတ်လားပုံလေးတွေခွက်လေးတွေနဲ့စိုက်ထားကြမယ်ဆိုရင်လည်းဒါတစ်ခါချင်းနေတဲ့လူတွေကစိုက်သွားမယ်ဆိုဒီတိုက်ကလည်းစိမ့်ရင်းဆူလေးတော့နံပါတ်1ဖြစ်သွားမှာပေါ့နော်သို့တော့ကတိကတနေရာလေးတွေရှာပြီးစိုက်နေကြမယ်အစားပေါ့ဥပမာဘရာဇီးမှာဆိုလို့ရှိရင်Rio de Janeiroဆိုတဲ့မြို့တော်ကြီးမှာသူကမြို့လေကောင်မှာတစ်တော် area ကြီးတစ်ခုပါသွားတယ်မြို့လေကောင်မှာဘယ်သူမှအဲ့ဒါကြီးကိုခုတ်ထွင်ပြီးတော့တစ်ပင်နေရှင်းလင်းပြီးတော့တိုက်တာအဆောက်အဦတွေမဆောက်ခဲ့ဘူးအဲ့ဒီဟာကြီးကမြို့တစ်မြို့လုံးမှာရှိတဲ့လူတွေရဲ့အပန်းဖြေတဲ့နေရာကြီးဖြစ်သွားတာရေတွေတသွန်းစစ်စစ်နေတာအဲ့ဒီမှာပဲလူတွေကအမယောဂကျင့်စဉ်ကျင့်မယ်ဆိုလဲလုံနိုင်ကျမ်းမာရေးလေ့ကျင့်ခန်းလုပ်မယ်ဆိုလဲလုံနိုင်တယ်အဲ့ဒီမှာပဲအမဲလိုက်တယ်ပြုတယ်ပညာစသဖြင့်အပန်းဖြစ်နိုင်တယ်သူကအမဲလိုက်တာဝါဒနာရောက်လိုက်တယ်ဆိုမလို့တောကောင်တွေကိုဒါတတ်ချင်လို့မဟုတ်ဖ ೇನೆ တောကောင်တွေလည်းတတ်လို့လဲတူးပွားလာရင်တော့တူးပွားလာတယ်လို့လို့ရဆိုလိုတာကမြို့မှာနေတဲ့လူတွေကမြို့နားမှာရှိတဲ့တောအခုဘရာဇီးRio de Janeiroလို့မြို့လေကောင်မှာရှိနေတာဦးနာမည်မေ့နေတာအဲ့ဒီလိုတော်ကြီးတွေရှိရင်ဥပမာရန်ကုန်မှာဆိုကန်တော်ကြီးပေါ့ဥပမာလှော်ကားပေါ့ဘာအကြောင်းနဲ့မှမထိနဲ့တော့
အဲ့လိုနေရာတွေဘာအဆောက်ကြီးဆောက်ရှင်လို့ဘလောက်ကြီးအရေးကြီးကြီးချမ်းကိုထားပြတော်သမားတယောက်နေနဲ့အဲ့လိုပြောချင်တယ်ကိုယ့်ဘက်ကိုဆွဲပြောတာတော့မဟုတ်ဘူးအဲ့ဒီလိုရှိနေမယ်ဆိုလို့ရှိရင်မမပြည်အခုရန်ကုန်မြို့မှာလာတော့မယ်ပူတော့မယ်တပီးတို့ပြောသလိုဟုတ်လားလာမဲ့ January February March April May တအားပူမှာပေါ့ Super El Nino သွားပြီးတော့အဲ့လိုနေရာမျိုးလေးတွေမှာအပန်းဖြစ်နေတာပေါ့ကန်တော်ကြီးကတစ်ပင်ရိပ်တွေမှာရေကန်ကြီးဖေးမှာလှော်ကားမှာဟုတ်လားအဲ့ဒီလိုနေရာလေးတွေရှိကြဖြင့်အပူတံကိုကာကွယ်နိုင်တာပေါ့အပူတံကိုကာကွယ်ပြီးတော့အဲ့ဒီမှာစားကြမယ်တောက်ကြမယ်ဟုတ်လားအပန်းဖြေကြမယ်ငါးများကြမယ်စသဖြင့်ဒီလိုလုပ်ရင်းနဲ့တနေ့တာပေါ့ဥပြင်းတဲ့အချိန်ကာလတစ်ခုကျော်လွှမ်းနိုင်အောင်မြို့မှာနေတဲ့လူတွေကလောက်ကြမှာနော်တမီးပြောသလိုတစ်ပင်ဆိုင်တာလဲဝရန်တာမှာဝရန်တာမှာဒါတော့ဟိုအိမ်ထဲမှာနေတော့အေးတာပေါ့ဟိုတဲ့အချိန်မှာအပြင်မှာအပင်လေးတွေရှိနေအေးတာပေါ့အပင်လေးတွေကိုတိုက်ခတ်လာတဲ့ဖြတ်ပြီးတိုက်လာတဲ့လေရလဲအေးတာပေါ့ဟုတ်လားလေဘူးကြီးတွေတောင်မှတစ်ပင်တစ်တော်တွေကိုဖြတ်ပါများရင်အေးသွားမှာပေါ့အဲ့တော့ရှိပြီးသားတော်လေးတွေထိမ့်မယ်မြို့ထွက်နေရာတွေမှာစင်းစင်းဆူဆူဖြစ်အောင်လုပ်မယ်နော်ရက်ကွက်တွေထဲမှာကျောင်းတွေထဲမှာအားကစားကွင်းပတ်ဝန်းကျင်တွေမှာစင်းစင်းဆူဆူဖြစ်အောင်လုပ်ကြမယ်ဆိုရင်ဒီအပူထံကိုရော့နိုင်တယ်များရော့အောင်ဒါကြိုတင်ပြင်ဆင်တာပဲကာကွယ်တာပဲနော်ဟိုတကယ်တမ်းပူလာတဲ့ခါကျတော့ပြေးစရာလောတာခိုးအောင်စရာနေရာမရှိဖြစ်ပြီးတော့အဲ့ဒီဒုက္ခမျိုးတွေမကြုံရတော့ဘူးနော်အေးတဲ့နေရာလေးတွေသွားနားမယ်ခိုးမယ်အချိန်ကုန်နေကြမှာပေါ့ညဆိုတော့ထိုင်လျောက်အေးသွားမှာပေါ့နေပူတယ်ဆိုညမှာနည်းနည်းတော့အေးရမှာပေါ့အဲ့တော့တနေ့တာကိုအဲ့လိုဖြတ်ကျော်ရမှာပေါ့တစ်ပင်တွေကိုနာမည်နဲ့မှတ်မစားနိုင်ဘူးဆိုတော့မှလိုကဲအဲ့ဒီဒေတာမှာပေါက်တဲ့တင်မျိုးတွေပဲဦးစားပေးဆိုင်အောင်ဆိုတော့ယူကလစ်ဆိုတာအကြီးမြန်တယ်ဆိုပြီးတော့ယူကလစ်တွေစိုက်ကြတဲ့ခါကျတော့ယူကလစ်ကဟိုတစ်ပင်ရဲ့ပုံသဏ္ဍာန်အရဆိုလဲငါတို့ကုတ်ကူတို့ဘာတို့လိုဒီလိုမလှဘူးဗမာတင်မျိုးတွေလောက်မလှဘူးသူကပင်စီကြီးကအရှိကြီးမြင့်တက်သွားမယ်ခေါင်လေးကတေးသေးလေးနဲ့အရေးသိမ့်မပေးဘူးပေါ့နော်တို့တော့တစ်ပင်မရှိတာဆိုရင်တော့ဖြစ်လွယ်တဲ့တစ်ပင်စိုက်တာလဲမမှားတော့မမှားပါဘူးအဲ့တော့ပြန်ပြောရရင်တော့ဒေသခံတင်မျိုးတွေတို့ပခုတ်ကူဘက်မှာဆိုရှားတို့တမာတို့မကြီးတို့ဒီလိုဟာမျိုးတွေကိုသူကဦးစားပေးစိုက်ခဲ့ကြတယ်ပေါ့လေသူကပခုတ်ကူမှာလဲကိုးခရံစိမ့်လန်းဆိုပြီးလှုပ်ဒေသခံတင်မျိုးတွေကောင်းတဲ့တင်မျိုးရှားရခက်နိုင်တယ်ဒေသခံတင်မျိုးကသိကြတယ်တို့ရမှာဓာရီပေါက်တယ်ဓာရီကိုပဲပြုတ်ထောင်ပြီးစိုက်မှာနော်အဲ့တော့ဒေသခံတင်မျိုးကိုစိုက်မယ်သမီးမဲသလိုအယ်နီညိုကြောင့်တနေ့ကျတော့မိုးခေါင်ပြီးတော့ပိုပူတဲ့ကာလတစ်ခုတို့ဖြတ်ကျော်ရတော့မှာခုမဟုတ်သေးဘူးခုသမီးတို့နဲ့ဦးတို့နဲ့အင်တာဗျူးနေတဲ့အချိန်မှာကျတော့မိုးရသည်ရဲ့မိုးအင်မတန်မှကောင်းနေတဲ့ကာလကြီးဖြစ်နေ။ဒါမလို့ဒိုးဆွေးနွေးနေတာလာမဲ့အယ်နီညိုစူပါအယ်နီညိုဆိုတဲ့ကာလကိုခါတိုင်းတစ်ပင်ဆိုင်တယ်လို့စိုက်ရုံလေးနဲ့ထားခဲ့လို့တော့တို့မရဘူး။ဘာလို့လဲတားပူတော့မယ်။တားပူတဲ့ကာလကြီးကိုဒီနှစ်စိုက်တဲ့အပင်လေးတွေကတားပူတဲ့ကာလကြီးကို5-6လကိုသူဖြတ်တန်းရမှာ။အဲ့တော့အဲ့ဒီအချိန်မှာရေလောင်းတိုင်းရင်တစ်ပင်စိုက်တိုင်းလည်းရေမလောင်းနိုင်ဘူးလူတောင်တော့ဖို့ခက်နေတဲ့အချိန်မှာတစ်ပင်သွားရေလောင်းဖို့ဆိုတာဖြစ်မနိုင်ပါမလားလို့မေးစရာလည်းရှိတယ်သို့တော့လူတောက်တယ်လို့ပဲတစ်ပင်ကလည်းရေကိုတားလိုမှာပဲသူကနော်သူအသက်ရှင်မှုအတွက်ရေလိုတယ်အဲ့ဒီရေလိုတဲ့ကာလမှာပေးနိုင်အောင်အခုကတည်းကရေရရှိရေလုပ်တယ်ယူတင်ပြင်ဆင်ထားဖို့လည်းလိုတာပေါ့နော်နှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုတော့ပြောပြီးသားစကားတွေပါပဲနော်ရာသီဥတုကတအားဆိုးတော့မယ်ရေတွင်းရေကန်နဲ့6ခမ်းမယ်ကြိုပြီးသိနေပြီလေကြိုပြီးဟောပြောထားကြပြီတပ်ပညာရှင်တွေကလိုက်နာမှာတော့ကိုအသက်ရှင်အောင်ကိုကျမ်းမအောင်ကိုဒီရာသီဥတုဆိုးရတဲ့အချိန်ကာလတစ်ခုကိုအသက်ရှင်ရဖြတ်ကျော်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတော့ကိုတာဝန်ပဲတူးချင်းရဲ့တာဝန်ပေါ့ရွာမနေရွာသားတွေစုပေါင်းပြီးတော့မြို့မနေမြို့သူမြို့သားတွေစုပေါင်းပြီးတော့နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့လုံနိုင်တဲ့အလုပ်တွေလုပ်ရမယ်နော်တို့နိုင်ငံရဲ့အားနည်းချက်ပေါ့ဘယ်သူ့မှအပြစ်တင်လို့ပြောတာမဟုတ်ပါဘူးငါတို့နိုင်ငံမှာဆယ်ရီအများကြီးဆောက်ခဲ့ပြီ
ဆယ်ရီတွေကိုရေရဖို့အတွက်အဲ့ဒီဆယ်ရဲ့အထက်ဘက်မှာရှိတဲ့ရေဝီရေလဲဒေတာတွေကိုတစ်ပင်နဲ့တစ်တော်တွေဖြစ်အောင်ရေစုဆောင်ပေးဖို့တစ်ပင်နဲ့တစ်တော်တွေအမြင့်စနစ်တွေရှိတယ်အမြင့်တွေကရေကိုစုပ်ထားတာအဲ့ဒီစုပ်ထားတဲ့ရေတွေကပဲမြေအောက်ရေတွေဖြစ်ပြီးတော့ဒီဆယ်တွေကိုဝင်သွားမှာမိုးရွာတော့မှသူကရေခံထားတာဒီတစ်ပင်တွေကအဲ့တော့ဆယ်ရီအများကြီးဆောက်ခဲ့တော့လဲအဲ့ဒီဆယ်ရီရဲ့ရေဝရေလဲကိုတစ်တော်တွေဖြစ်အောင်ထိန်းသိမ်းဖို့အတွက်နိုင်ငံတော်ကဘတ်ဂျက်ဘယ်လောက်သုံးခဲ့တယ်လဲဆိုတာပြန်ပြီးစစ်စစ်တဲ့သူ့ကိုလည်းခွဲတန်းတစ်ခုပေးရမယ်အဲ့ဒီဆယ်ကြီးတွေရေဝင်မှုအတွက်ရေဝရေလဲဒေတာသူ့ဆယ်တွေကိုရေရောက်စေတဲ့အကြောင်းတရားတွေကိုဘာများဘယ်လောက်များရင်းနှီးမြှုပ်နှံခဲ့တယ်လဲဆိုတာပြန်စဉ်းစားကြပြီးတော့နဲတယ်ဆိုရင်လည်းသူ့တဲ့နဲနဲပိုဆောင်ပြီးတော့လုံးဝမပေးရသေးဘူးဆိုသူ့စပြီးတော့ပေးပြီးတော့နိုင်ငံတော်ရဲ့ကုန်ကျစရိတ်နဲ့ရေဝရေလဲဒေတာတွေကိုထိန်းသိမ်းစေချင်တယ်ငါတို့နိုင်ငံကမြောက်ကနေပြီးတော့တောင်ကိုစီးဆင်းတဲ့ရေတွေစီးဆင်းတဲ့နိုင်ငံတနည်းအားဖြင့်မြောက်ကမြင့်တယ်တောင်ဘက်ကနေမြောက်မှာတော်ကြီးတွေရှိခဲ့ဘူးတယ်အဲ့ဒီတော်ကြီးတွေကိုတို့ဘယ်လောက်များထိန်းခဲ့ကြနိုင်တယ်တော့သူ့ပေါ်မှာတဧကကိုဘယ်လောက်နှုံးနဲ့သုံးခဲ့ကြဘူးတော့ဒီဟာကိုနိုင်ငံတော်ပြည်သူလူထုရောတာဝန်ရှိတဲ့ဝန်ကြီးဌာနတွေရောအကုန်စဉ်းစားပြီးတော့ဒီနှစ်လိုဟာမျိုးစူပါအယ်နီညိုလာမယ်လို့ပြောနေတဲ့ကာလမျိုးမှာရခင်ကလုပ်ခဲ့တဲ့အလုပ်တွေကိုပြန်စစ်စစ်ပြီးတော့အင်တိုင်းအားတိုင်းငွေရေးကြေးရေးပါစိုက်ထုတ်ပြီးတော့ငါတို့တိုင်းပြည်ရဲ့ငါတို့လူမျိုးဟာဒီလောက်မညံ့ဘူးဟုတ်လားအတတ်ပညာရှင်အသိပညာရှင်တွေလည်းရှိတယ်ဒါဝိုင်းပြီးလှုပ်ချဖို့ဘယ်လို combination လေးဘယ်လိုစူးစီးမှုလေးဘယ်လိုဆက်ဆက်မှုလေးလိုနေသလဲဆိုတာကိုစဉ်းစားပြီးတော့လှုပ်ကြစေချင်တယ်လို့ဥအနေနဲ့ဒါဒီကုန်းအနေနဲ့အဲ့လိုပြောချင်ပါတယ်